မင်္ဂလာပါကျွန်တော်မျိုးတွေဒီနေ့ဘယ်စစ်သတင်းနဲ့ဆောက်လို့စရမလို့မသိဘူးเนาะပထမဆုံးနေကျွန်တော်ဗမော်နဲ့စမယ်ဗျာเนาะဗမော်ကတော့အင်တာနက်မှာတော်တော်လေးစုညံတောင်းညမ်းနေကြတာပဲဗျာเนาะဟိုဗမော်ကြပါပြီတော့မကြခင်ကြတော့မှာတော့မကြခင်ရတော့မှာတော့ဒီတပုံတွေကပေါ့เนาะမကြခင်ကျွန်တော်တို့ဗမော်ရတော့မယ်ဆိုပြီးတော့ပြောဆိုနေရတယ်လေကျွန်တော်တော်တော်ကိုစုညံလုံးပါတယ်အဲ့တော့ကိုမောင်ကလည်းအလုံးမအားတဲ့ခါကျတော့ဘာမှတက်ပြီးတော့เนาะမရှင်းပြနိုင်ဖြစ်တယ်ရှင်းပြပါမယ်ဗမော်ကိစ္စနဲ့ပတ်သက်လို့အခုဗမော်ကြပါပြီဆိုပြီးတော့ဓာတ်ပုံတွေတက်လာတယ်ဓာတ်ပုံတွေရုပ်တံတွေတက်လာတယ်ကြည်ဆိုင်တော်များပါတယ်အဲ့ဒီအားလုံးကဟိုးစိန်လုံကဗီဒီယိုတွေရုပ်တံတွေအားလုံးကိုလေပြန်တင်ပြီးတော့ဝါဒဖြန့်နေပုံထောက်လို့ရှိရင်တော့သူတို့တော်တော်လေးတော့အထိနာနေပုံရပါတယ်ဗမော်ကအမှန်တကယ်ပြောရမဟေ့ဆိုရင်သူတို့ဘက်ကအင်အားထပ်ဖြည့်ထားတာတော့မှန်တယ်ဒီ KIA စစ်သေးကြတဲ့ပုံတွေ PDF ကွန်တုံးတွေနော် PDF ကွန်တုံးတွေနောက်ပြီးတော့သူတို့တော်တော်များများရသလောက်ရှောက်ဆွဲတာပါချင်းတဲ့ပုံတွေနော်ကျွန်တော်ဗမာတဲ့ပုံပေါ့ဗျာတဲ့ပုံမောင်းစုံပေါ့လားတဲ့ပုံမောင်းစုံအဲ့ဒီမှာစုံထကြတာပါဒါပေမဲ့ဘလောက်ကြီးပဲတဲ့ပုံထခဲလေသမျှတဲရီကြားတဲ့ဘဝမှာပဲအဆုံးသက်သွားတာများပါတယ်နော်အခုလက်ရှိလဲသူတို့ကြံစီချောင်းနေပါတယ်ဘာကြောင့်ဆိုတော့ဗမော်က KIA ကိုအဆက်သိက္ခာပြန်ကွဲဟောင်းတဲ့မှာအဆက်သိက္ခာပြန်ကွဲသွားစေတဲ့စစ်မြေပြင်ဖြစ်တဲ့အတွက်ကြောင့် KIA ကရင်ထုမနာဖြစ်နေပါတယ်ရင်ထုမနာဖြစ်တဲ့ခါကျတော့သူ KIA ပေါ့ကချင်အချင်းချင်းအောင်မှပဲ KIA ကိုစန့်ကျင်လာပြီးဗမော်မှာစစ်ရှုံးတာပိုးစုပ်ပတ်ဆက်ရှုံးတဲ့အတွက်ကြောင့်မို့လို့ခုတနေ့ကကျွန်တော်ပြီးခဲ့တဲ့ခေါက်လိုက်မှလည်းပြောခဲ့ပါရနော်ဒီနိုင်စင်နာကမိုးလုံခမ်းမမှာစစ်တပ်မသိတော့ပါဘူးလေဆိုပြီးသွားခိုအောင်ပြီးတော့ဗျူဟာစခန်းလုံနေတာအကောင်ကြီးပါတခါလဲကြာတော်တော်များအဲ့မှာရာကျော်ကြတယ်ရာကျော်ကြသွားတယ်နော်ရာကျော်100ကျော်200နီးပါးမှရှိတယ်အဲ့တော့အဲ့မှာလည်းတော်တော်များကြသွားတယ်သူတို့တော်တော်လေးကိုအဲ့တော့ရှုံးနေတာသူတို့တွေလေအဲ့တော့ပြောချင်တာကမရရင်မတိုက်နေတော့နော် KIA ကိုပြောချင်တယ်ဘာကြောင့်လဲဆိုတော့ဒီတစ်ခါနောက်တစ်ခေါက်စစ်ထပ်ရှုံးရင် KIA အတွက်ရှုံးပါတယ်ပိုးစုပ်ပတ်ဆက်ပေါ့နော်အခုချိန်မှာကျွန်တော်ပုံဝင်နေဝင်ခံပါမယ်စစ်တပ်ကိုနော်ဘယ်တပုံကတိုက်ခံစစ်နဲ့ပဲတိုက်တဲ့အတွက်ကြောင့်မို့လို့စစ်တပ်ဘက်ကခံစစ်နဲ့ပဲတိုက်နေတာနော်ခံရတာလည်းများပါတယ်နော်ဒါဝင်ခံရမှာပါတပုံတော်တော်များများတိုက်တဲ့တပုံတိုင်းကစေးရအသာစီးရသွားတာကျွန်တော်တို့ညင်းလို့မရတဲ့အချက်ပေါ့နော်တပုံတိုင်းမှာဒီရခိုင်တပုံပေါ့နော်ဒီချင်းတပုံကချင်တပုံစသဖြင့်ကျွန်တော်ကွန်တုံးတပုံပေါ့ဗမာတပုံတော့မပြောပါဘူးဗျာနော်ဗမာတပုံမရှိပါဘူးကွန်တုံးတပုံတွေပါအဲ့တော့ဘယ်တပုံပဲတိုက်ရလက်ကောင်းပါပဲရှိပါတယ်ဟုတ်ပါ KIA လည်းရလက်ကောင်းခဲ့ပါတယ်အခုကတော့ရလက်တော်တော်လေးကိုသူတို့တော့စိုးရွားတဲ့အခြေအနေကိုရောက်လာပြီအဲ့တော့သူတို့ကတမိုင်းတွင်မဲ့ KIA ပေါ့ဗျာနော်ဒီလောက်ထိအားလုံးကလာတိုက်လိုက်တိုင်းတစ်ခုခုရသွားတာအခု KIA ခင်ဗျာမှာတော့တိုက်လိုက်တိုင်းပိုးစုပ်ပတ်ဆက်ကြဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ KIA စိတ်ထဲမှာဗန်မော်နဲ့ကအစွဲတအားကိုကြီးသွားပြီတဲ့မလားရောက်စိတ်ဝေဒနာတစ်ခုလိုဖြစ်သွားပြီငါရောက်ရမှဖြစ်မယ်ငါရောက်ရမှဖြစ်ပဲဆိုတဲ့ပုံစံမျိုးတွေဖြစ်သွားတဲ့အခါမှာတော့အခုဘာဖြစ်သွားပြီလဲဆိုရင်ဒီနေ့အခုရှင်းမယ်ဗန်မော်လုံးဝမကြတဲ့ပြင်ကိုအေးစစ်ရေခဲပါပေါ့ဗျာနော်အခုချိန်ထိလည်းရေခဲပါအဲ့တော့သူတို့ဝင်လာတဲ့ချောင်းနေတဲ့သူတွေအားလုံးချောင်းနဲ့ချောင်းနေတော်တော်ချောင်းနေပါတယ်ချောင်းနေဆိုတာကသူတို့ဒီဖားကန်ဘက်ကနေပြီးတော့ KIA ကတက်ရင်6ရင်းပေါ့သူတို့ဗမော်တော်တော်လေးရင်ခံထားတာဆိုတော့လေဖားကန်ဘက်ကတက်ရင်နေအကုန်လုံးကဗမော်ဝါလာစုတယ်စုပြီးတော့ဗမော်ကိုလူလှိုင်းသုံးပြီးတိုက်မယ်တဲ့နော်KIA အပြင်ကိုတခြားပေါ့သူတို့ဒီချောဆွဲထားတဲ့သူတွေကွန်နုံပရက်တွေနောက်တစ်ခုပါမှာပေါ့ဗျာ AA ကပါလျာငပိချက်ပေါ့နေရာတိုင်းလျှောက်ပါနေအောင်နော်အဲ့တော့သူတို့ကရမြအရခဲပြီးတိုက်မယ်လူလိုင်းသုံးပြီးတိုက်မယ်လို့တော့စီစဉ်ထားတော့ရှိတယ်လူလိုင်းပဲသုံးဘာပဲသုံးဗမော်ဆိုတာနတ်ဆောင်တဲ့မြို့နော်နတ်ဆောင်တဲ့ခံစစ်လို့ပြောလို့မမှားဘူးဘာကြောင့်လဲဆိုတော့ဗမော်ကစစ်တီတွေစိတ်သက်ကောင်းတယ်ညီကောင်မောင်နှမစိတ်သက်ရှိတယ်ပြီးတော့တတိပြတ်တိကောင်းတယ်ပြီးတော့ခေါင်းဆောင်ကလည်းခေါင်းဆောင်ကောင်းပြီးသားတယ်တရားသမားကြီးလည်းဖြစ်တယ်နော်အဲ့တော့တရားလည်းသိတယ်ဓာလည်းသိတယ်ဆိုတော့ဘယ်လိုခေါ်မလဲဗျာကျွန်တော်ဘယ်လိုခေါ်မလဲတရားလည်းသိတယ်ဓာလည်းရှိတယ်လားတရားလည်းရှိတယ်ဓာလည်းသိတယ်အဲ့ပုံစံမျိုးလားအဲ့ပုံစံမျိုးပါဗျာနော်အဲ့တော့ အဲ့လိုမျိုးခံစစ်မျိုးဖြစ်တယ်အဲ့တော့
လုံးဝရမှာမဟုတ်ဘူးဘလောက်ကြီးပဲလာအဲ့လိုမျိုးပဲသွားပြီးစုလိုက်တယ်စုလာဖို့တောင်မှလာခါနီးပဲရှိသေးတယ်ဘယ်နေရာရောက်ပြီဆိုတာနဲ့ကိုအပေါ်ကလေနသားလာပြီးတော့အစာကောက်သွားပြန်အဲ့ဒါကြောင့်မို့လို့ဗမော်ဆိုတာနတ်ဆောင်တဲ့မြို့လို့ပြောအောင်ပါလေနတ်သားတွေစောင့်နေတော့မြို့ပေါ့ဗျာနော်အဲ့တော့ဆော့ဘလတီသွားလိုက်ပြန်ပြီခုနေ့ကနိုင်စင်နားမှာလဲဆော့ဘလတီခံလိုက်ပြန်ပြီအခုလဲလာဆောင်နေလာချောင်းနေတဲ့သူတွေသိမလားလာပြီးတော့ကြားချောင်းနေသူတွေမကြခင်ကြားချောင်းတော့ကြားချောင်းပဲပြေးတဲ့ခါကျခွေးပြေးဝက်ပြေးကြောင်ပြေးကြွက်ပြေးရမှာနော်အဲ့တော့တိတ်မကြခင်နားထောင်လိုက်ပါကျွန်တော်သတင်းကောင်းပဲနားထောင်ပါနော်ကြားပြေးမဟုတ်ချောင်းတာကကြားချောင်းပြေးတော့ကြွက်ပြေးကြောင်ပြေးဝက်ပြေးရမှာနော်ခွေးပြေးပါပြေးရအောင်မပူနဲ့နော်အဲ့တော့ခင်ဗျားတို့ PDF တွေသတိထားမင်းတို့တွေပို့စုပတ်ဆက်ခံရမှာနော် KIA ဆိုတာမင်းတို့တွေကိုတစ်ခါသုံးဆိုပြီးအသုံးချနေတာဘယ်သူမှကွန်တော့နှစ်ခါပြန်မသုံးဘူးအဲ့တော့မင်းတို့တွေဆေးလေးတွေကျွေးလိုက်ဆေးလေးတွေထိုးလိုက်နေအတင်းကုတ်ကတ်တက်နေတာသတိထားနော် KIA ကလူမျိုးရေးအရန်ကိုအစွန်းရောက်ပြီးတော့ကချင်ပြည်နယ်ကိုနော်မောင်ပိုင်စီးဖို့ကြိုးစားတယ်ကချင်ပြည်နယ်ဆိုတာကချင်ပိုင်တော့မဟုတ်ဘူးကချင်ပြည်နယ်ဆိုတာနာမည်သားကချင်ပြည်နယ်မှီတင်းနေထိုင်တဲ့သူလက်မြေလေးအောင်မြင်ဆောင်မချအားလုံးပိုင်တယ်အဲ့ဒီမှာရှိတဲ့ရှမ်းနီတွေနော်ဗမာတွေဂေါ်ရခါတွေတရုတ်ကလာအစသဖြင့်အားလုံးဗမာအကုန်လုံးအဲ့ဒီမှာရှိတဲ့သူတွေအားလုံးကိုစားပြုတဲ့ဖွဲ့စည်းရကချင်မဟုတ်ဘူး KIA မဟုတ်ဘူး KIA ဆိုတာသူ့လူမျိုးတစုမင်းတို့ကွန်တုံးလူမိုက်အားကိုနဲ့နော်အတုံးချပြီးတော့ကချင်ပြည်နယ်ကိုမောင်ပိုင်စီးဖို့ကြိုးစားနေတာဖြစ်တယ်အဲ့တော့မင်းတို့ကမတရားတဲ့အာဓမစစ်ကိုတိုက်နေတာအဲ့ဒီထက်ကြောင့်မင်းတို့တွေကြက်သတိထားပါမင်းတို့တွေအတွက်ကန်ဆိုးခြင်းတွေရောက်လာလိမ့်မယ်နော်တိတ်မကြခင်ပါအခုလည်းကန်ဆိုးနေပါပြီခုနေ့ကလည်းအယောက်30နော်ပြန်ဆင်းသွားတာ2ယောက်ဖမ်းပြီး2ယောက်တည်ပြီးတော့ကျန်တဲ့20ကျော်လောက်ပဲနော်ပြန်ရောက်သွားတယ်အကုန်လုံးထွက်ပြေးကုန်ပြန်ပြေးကုန်ပြီနော်အဲ့တော့ဒီရင်း6ရင်းကလည်းရောက်နေတယ်ရောက်နေသူညာလည်းပဲကြားချောင်းနဲ့ချောင်းနေတာပဲတိတ်မကြရင်အဲ့ကြားချောင်းရနဲ့ခွေးပြေးဝက်ပြေးနော်ကြွက်ပြေးရမှာပါအဲ့တော့ဗမော်သားမဆန်းပါနဲ့နောက်တစ်ခုကဗမော်အတွက်လိုအပ်တဲ့စစ်အင်အားတွေလည်းရောက်သွားပြီနော်စစ်အင်အားတွေလည်းရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဗမော်မင်းတို့လည်းစစ်အင်အားဖြည့်ထားတယ် KIA ကလည်းစစ်အင်အားတွေဖြည့်ထားသလိုဗမော်မှာတက်ကလည်းစစ်အင်အားတွေဖြည့်ထားပြီးသားဖြစ်တယ်နော်ဒီထက်ပိုကောင်းသောလက်နက်စမ်းတွေပါရောက်လာနိုင်တယ်နော်ပိုကောင်းသောလေနတ်သားတွေရောလေဘလူးတွေရောလေစွန်တွေရောအများကြီးလာတော့မှာဗမော်ကနတ်ဆောင်တဲ့မျိုးလို့ပြောတာအဲကြောင့်လေနတ်သားတွေစောင်းရှောက်တဲ့မျိုးဖြစ်တယ်နော်နတ်ဆောင်တယ်ဟုတ်လားဗမော်ကနတ်ဆောင်တဲ့မျိုးဖြစ်တဲ့ကြောင့်မင်းတို့ရဖို့မေးလိုက်တော့လို့ပြောလို့ရပါပြီတော့လည်းကျွန်တော်တို့ပြောမယ်နော်အခုချိန်ထိကျွန်တော်တို့ AACC နဲ့ရွချွန်နဲ့ခုခံတိုက်ပွဲဝင်နေတော့ပဲဖြစ်တယ်မနှက်ဖြန်နေတပတ်ခါလေးကျွန်တော်တို့မသိဘူးလက်ရှိအချိန်ထိဗမော်ရေခဲပါလက်ရှိအချိန်ထိဗမော်ရေခဲပါတိုက်ပွဲဝင်နေပါတယ်စစ်တပ်ကလည်းအကောင်းဆုံးကြိုးစားနေပါတယ်အဲ့တော့စစ်တပ်ကဗမော်တစ်ခုတည်းကိုအာယုံစိုက်ပြီးတော့အရန်ကို feeling နဲ့တက်နေတော့ KIA အကြောင်းကိုကောင်းသိသွားတယ်အဲ့တော့ဗမော်က KIA ကပို့မလောက်ဖြစ်နေတယ်ပို့မလောက်ဖြစ်တဲ့ခါကျတော့သူ့နောက်မှာကြံခဲ့တဲ့စခန်းတွေရှိတယ်ဗျာဖားကန်တော့ပြီးရှင်မြစ်စုံဘက်တို့အဲ့တော့သူကတော့ဗမော်ကိုလုံးနေတယ်သူလုံးနေတဲ့အချိန်မှာပဲစစ်တပ်ကအနောက်ကနေပြီးတော့ဒီပြည်သူစစ်တွေနော်နောက်တစ်ခုရှမ်းနီတက်အင်အားတွေပေါင်းပြီးတော့ဖားကန်ကိုဝင်းစော်တာအလှပါပဲခင်ဗျာဖားကန်ဆိုလို့ရှိရင်ဗျူဟာမူးပါပြောင်းလိုက်တယ်နော်ဖားကန်ရဲ့ကျွန်တော်တို့ဗျူဟာမူးကိုပြောင်းလိုက်တဲ့ပုံစံကျွန်တော်တို့ကြားသိရတယ်ပြောင်းတဲ့ပုံစံလည်းသိရှင်းတယ်ဗျအရင်ဆုံးလာတာကဗျူဟာမူးကိုအဟောင်းကိုချပြီးတော့အဟောင်းကိုတည်ပြီးအသစ်ကိုချတာလေကင်းထောက်လေရင်နဲ့ရင်လာတယ်ကင်းထောက်လေရင်လာပြီးတော့ကင်းဆောင်လေရင်ပါတယ်ပြီးတော့မှဗျူဟာမူးကိုလဲတယ်နော်အားကြောင့်ကြားသိရအောင်ဗျနော်ဒီပုံစံမျိုးကျွန်တော်ယူဆတယ်အဲ့တော့လူကြီးအပြောင်းလဲလှုပ်လိုက်တယ်လို့ကျွန်တော်ယူဆတယ်နော်လူကြီးအပြောင်းလဲလှုပ်လိုက်ပါတယ်လုပ်ပြီးတဲ့အခါမှာအဲ့ဒီဖားကန်ဗျူဟာကနေပြီးတော့နော်လက်နက်ကြီးတွေနဲ့လှမ်းပစ်တော့ရတဲ့အခြေအနေမျိုးတွေထိရှိလာပြီနောက်ထပ်ဒီထိုးစစ်ဆိုရင်စစ်ကြောင်းကြီး2ကြောင်းနဲ့ဆောင်ရွက်နေတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ကျွန်တော်တို့ဒီစစ်ရေးသတင်းအင်ဂျင်နီယာတွေကဆိုရဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ပို့ပြီးတော့တစင်ပေါ့နော်သူတို့ကစစ်ကြောင်းထိုးတဲ့ပုံစံကလည်းနော်ဒီတိုက်ရိုက်ခိုက်ပေါ့ဒီစစ်ကြောင်းထိုးတဲ့ပုံစံကလည်းကျွန်တော်ကြည့်ရသလောက်ဆိုလို့ရှိရင်ဖြည်းဖြည်းချင်းထိုးတာနော်နည်းနည်းချင်းနေမြေစိုးမိုးမှုရောနော်ဘယ်လိုခေါ်မလဲနေမြေအပိုင်စိုးမှုနေမြေစိုးမိုးမှုနေမြေရှင်းလင်းမှုအဲ3ခုသလုံးနဲ့ဆောင်ရွက်ပုံရပါတယ်ဒဇိမ့်နဲ့တက်လာတာဆိုလို့ရှိရင်အခုဆိုရင်ဖားကန်နော်
ဖားကန့်နာကနန်းရပေါ့နန့်ရလို့ခေါ်မှာပေါ့နန့်ရမြို့နန့်ရရွာကြီးပေါ့အဲ့ရွာကြီးကကျွန်တော်တို့မှော်တွေအားလုံးစုံတဲ့နေရာတကယ်ကိုတနည်းအားဖြင့်ပြောမယ်စီးပွားရေးရွာကြီးလို့ပြောလို့ရတယ်အဲ့ဒီရွာကိုတက်ကလုံးဝသိမ်းပလိုက်ပြီနော်အထိုင်ချလိုက်ပြီလို့ပြောလို့ရတယ်အဲ့တော့အဲ့ဒီကနေတစ်ဆင့်ဖားကန့်မှာရှိနေတဲ့ဗျူဟာကိုအထီကိုထိုးဖောက်သွားမယ်ထိုးဖောက်သွားပြောလို့ရှိရင်တော့ KIA ကတော့ဒီဖားကန့်တဲ့ဝင်တဲ့လမ်းကြောင်းက3ခုလောက်ရှိတာအဲ့3ခုလုံးတော့ KIA စိုးမိုးထားတယ်တိတ်မပူနဲ့ KIA ဟာဗမော်မှာရန်ကို feeling နဲ့တက်ပြီးတော့သိတယ်မလားသွားလို့တဲ့အခါကျတော့သူ့အနောက်ကနေပြီးတော့ဒါတက်ကလည်းဒါစစ်ကြောင်းတစ်ဖက်ကပြန်ပြီးတော့ဖွင့်တာပေါ့ဗျာနော်ဖွင့်တဲ့အခါမှာတော့ကိုကအရှိကိုကြိုက်ဖို့တခါလေးဘက်ကြီးထောက်ပြီးတခါကြားချောင်းနေတာအနောက်ကတက်ကဘယ်လိုခေါ်မလဲဆိုရင်တော့သူ့အမီလေးကိုဖမ်းဆွဲတဲ့ပုံစံမျိုးဖြစ်ကြားချောင်းနေတယ်ကြားရအရှိကိုကြိုက်ဖို့ချောင်းနေတယ်ချောင်းနေတဲ့အချိန်မှာပဲတက်ကအနောက်ကနေမင်းအမီကိုဖမ်းဆွဲတယ်ဆိုတဲ့ပုံစံမျိုးနဲ့နော်ဖမ်းဆွဲထားတဲ့ပုံစံမျိုးဖြစ်သွားပြီအဲ့တော့ကချင်တပြည်လုံးတိုင်းတာအနေနဲ့စစ်ကစားမှုမှာအရာကိုလှပပါတယ်ဗျာနော်အဲ့တော့ဒီမြစ်စုံဘက်သွားတဲ့ဘက်ချမ်းမှာလည်းဒီတိုက်ပွဲကတော့ရှိနေတယ်လို့ကျွန်တော်ကြားသိရတယ်နော်အဲ့တော့မြကြီးနားမှာရှိနေမပခအောင်လဲလက်နက်ကြီးတွေနဲ့လန်းပြီးပြင်နေရတော့ရှိတယ်သို့ပါတော့လည်းပဲဖားကန့်ဆိုတာကမြန်မာနိုင်ငံရဲ့ GDP เนาะ GDP ကျွန်တော်မြန်မာနိုင်ငံမှာစံချိန်တင်ရတာ GDP ဘီလီယံ60ဘီလီယံ80ပေါ့ဗျာเนาะအဲ့ဒီဘီလီယံ60ဘီလီယံ80ရဲ့တဝက်လောက်က GDP ကဖားကန့်လို့ပါလို့ဖားကန့်ဘက်ကလာကချင်ပြည်နယ်ကလာတာเนาะအဲ့ဒီအတွက်ကြောင့်မို့လို့အဲ့ဒီဖားကန့်ကိုသာရမယ်ဟဲ့ဆိုရင်တက်မလို့အတွက်လဲစစ်သုံးစရိတ်တို့เนาะအစိုးရအသုံးစရိတ်တွေပါပြန်ရသွားနိုင်တယ်เนาะအဲ့တော့ဒီနေရာမှာဘယ်သူတွေကိုကျေးဇူးတင်ရမလဲဆိုဗမော်ကျေးဇူးတင်ရမှာပါဗမော်ကစစ်တီတွေရဲ့တိုက်ရိုက်ခိုက်ရေးစွမ်းရည်ကောင်းမှုတွေကိုကျွန်တော်ကျေးဇူးတင်ရမှာပါသူတို့တွေရဲ့ဒီပေါ့နော်ဗမော်ဟာ KIA PDF တွေအားလုံးရဲ့တင်းញိုင်းဖြစ်တဲ့အခါကျတော့ကျန်တဲ့နေရာတွေမှာရှိနေတဲ့တပ်တွေကအသက်ရှူချောင်ပြီးတော့စီးရလက်တွေအရန်ကိုကောင်းလာစေတယ်เนาะတော်တော်လေးလည်းကောင်းလာပါတယ်ဒီနေ့မနက်ပေါ့ဒီနေ့မနက်ဆိုရဆိုရှင်မွန်းလွဲပိုင်းဆိုတော့ကျွန်တော်တို့နေကင်းလောက်ပေါ့ဗျာနေကင်းလောက်မှာလေရင်3စင်းရှင်ပြီးတော့တက်သွားတယ်နော်တက်သွားဘယ်ဘက်တက်သွားဖားကန့်ဘက်တက်သွားတယ်တဲ့အဲ့တော့ဖားကန့်ဘက်သွားပြီးတော့အပျော်အလှည့်ကြည့်တာတော့မဟုတ်တော့ဘူးထင်တယ်ဘာလို့ဖို့သွားလဲတော့ကျွန်တော်မသိပါဘူးနော်အဲ့သို့ပါတော့လည်းပဲနေမြေသတင်းတွေကျွန်တော်စီရေးသတင်းသုံးသပ်ကအရင်ခက်ခဲပါတယ်နော်ရအောင်လည်းခက်ခဲတယ်ဒီနေ့မနက်ဖြန်ဘာဖြစ်မယ်ဆိုတာပြောလို့မရဘူးသို့ပါတော့ညာပဲလက်ရှိဖြစ်စေကိုပဲပြောပါတယ်နော်အဲ့တော့အခုလက်ရှိဖြစ်စေမှာတော့ဗမော်နဲ့ရအောင် feeling နဲ့တက်နေတော့ဗမော်ကြားချောင်းနေလေးဘက်ကြီးထောက်ပြီးကြားချောင်းနေတဲ့ KIA ဟာတက်ကအနောက်ကနေသူ့အမိကိုဖမ်းဆွဲတဲ့ပုံစံမျိုးတွေနော်တင်မောက်ဆွဲစိတ်တဲ့ပုံစံမျိုးတွေတော့ခံနေရပါပြီအခုဆိုရင်နန့်ရရွာကိုတက်ကလုံးဝရပြီးဂိတ်ထိုင်လိုက်ပါပြီနော်ဂိတ်ထိုင်လိုက်ပြီးအိုက်ကနေပြီးတော့ထပ်ပြီးတော့သူတို့စီရေးရီမန်းချက်ကတော့အရှိကိုဆက်သွားအောင်ပါနော်ဖားကန့်ပြီးလို့ရှိရင်ဖားကန့်ထက်ကိုကြော်ပြီးတော့စီရေးရီမန်းချက်ကိုထားရှိပါစီရေးအဲ့ဘက်ကြော်သွားပြီဆိုရင်အရှိဘက်မှာဆက်ချိတ်လို့ရတာတနိုင်ပဲချိတ်လို့ရမယ်နော်တနိုင်ဘက်ကိုလည်းချိတ်လို့ရမယ်တိုင်းတာရှိတယ်အဲ့တော့ဗမော်เจ้าမင်းနေကြလို့ပါဗမော်စစ်အင်အားလည်းရောက်သွားပြီဗမော်နားကိုလည်းကတ်လို့မရချန်စီယိုနားကိုမကတ်မှုကတ်တယ်ကတ်ပြီးမှလည်းပြီးလို့ရှိရင်ဘာမှမဟုတ်ဆေးကြောင်ပြီးတက်လာတယ်နော်ပြီးရင်အလောင်းတွေချန်ပြီးချန်စီယိုနားမှာခြံသွားတာချန်စီယိုနားမှာခြံပြီးသူတို့ပြန်ဆင်းပြီးသွားတာအဲ့တော့တစ်ချိန်နဲ့ခံနှစ်ချိန်နဲ့ခံသုံးချိန်နဲ့ခံဖြစ်နေအဲ့တော့ကြည့်ရတော့ဗျာနော်အခုချိန်ထိဗမော်အေးဆေးပါလို့ပြောလို့ရပါတယ်နော်ဟုတ်ပြီဗမော်ပြီးတော့လို့ရှိရင်ကျွန်တော်တောင်ပိုင်းကိုသွားအောင်ကော့ဂရိတ်မြို့နယ်မြေသတင်းတွေကိုကျွန်တော်လေ့လာကြည့်တယ်ပေါ့နော်လေ့လာကြည့်တဲ့ခါမှာတော့ကော့ဂရိတ်မြို့နယ်တဲ့ဝမ်ကတ်ကြီးရွာ KNU PDF တွေရောက်200ကျော်လောက်အဲ့ဒီထဲမှာရွာကိုသူတို့ရွာလုတ်လိုက်ပြီအဲ့မှာရှိနေတဲ့ပြည်သူတွေကတော့ပြေးကုန်ကြပြီဘာကြောင့်လဲဆိုရှင်မချခင်စစ်လာတော့ဆိုသိနေပြီလေနော်ကော့ဂရိတ်မြို့မှာလည်းခလာရ69ရှိတာဟုတ်ခလာ69ကလည်းလူတော့လာမှာမဟုတ်ဘူးဗျာသိလားအဲ့ရွာမှာသွားကတ်လို့ကတော့အဲ့တော့ကော့ဂရိတ်မှာလည်းနည်းနည်းလေးသတိထားစေချင်ပါတယ်နော်ကော့ဂရိတ်ရဲ့စီရေးချင်းတွေဒီလိုရှိတယ်တိတ်မကြခင်ကော့ဂရိတ်မှာလည်းစီရေးရှိန်နေမြင့်လာလို့ရှိရင်ကျွန်တော်တို့အန်အောစရာမဟုတ်ဘူးပေါ့ဗျာနော်တို့လည်းအင်အား200လောက်နဲ့လာကတ်နေပြီဆိုတော့ဟုတ်လားအဲ့တော့နောက်ထပ်အဲ့ကနေပြီးတော့ကျွန်တော်ဆက်ပြီးသွားအောင်ပါဗျာသိလားကချင်ပြည်နယ်ကိုပြန်သွားအောင်ပါကချင်ပြည်နယ်တဲ့ဒါကတော့မိုးညင်းမြို့နယ်ပေါ့ဗျာနော်ကချင်ပြည်နယ်မိုးညင်းမြို့နယ်တဲ့နန့်စော်လော်ရွာမှာနော် KIA PDF တွေကတ်နေတယ်ပေါ့နော်အဲ့အားလေးလည်းနေမြေခံဒီမှာရွာသားတွေလည်းတတိထားစေချင်တယ် KIA PDF တွေကတ်လာပြီဆိုတော့ဘာဖြစ်မလဲရွာကစစ်ဖြစ်မယ်ကျွန်တော်ပြည်သူတွေကိုအလုံးငါပြောတာပါကျွန်တော်
ဘယ်လိုခေါ်မလဲဆိုရှင်စီရေးအဖြစ်ပြောအဓိကဆိုတာလဲဆိုရင်ပြည်သူတွေ view site စေချင်တယ်ပေါ့နော်အဲ့လိုမျိုးကတ်တယ်ဆိုတဲ့သတင်းတွေကြားသိရတဲ့အတွက်ကြောင့်မို့လို့နော်မိုးညင်းမျိုးနန့်စော်လော်ရွာမှာရှိနေတဲ့ရွာသားတွေလည်းတတိထားပါနော်ဟိုစင်စင်လေးနေပါလုံချောင်းနေကြပါနော်အဲ့တော့စစ်ကလည်းအဲ့မှာကတ်လာနိုင်တော့မေလ2ရက်နေ့ကကတ်တယ်လို့ကြားသိရတယ်ကရင်ပြည်နယ်မှာတော့နီးဘယ်လိုခေါ်မလဲဆိုရှင်မေလ3ရက်နေ့ကကတ်တယ်လို့ပြောလို့ရတယ်ပေါ့ဗျာနော်ဟုတ်ပြီအဲ့တော့ကျွန်တော်ထပ်သွားရမယ်ဟေးဆိုလို့ရှိရင်တော့ဟင်္ဒရာအေယာဝတီဟင်္ဒရာအောင်နဲ့ပတ်သက်ပြီးတော့ဟိုတနေ့ကကျွန်တော်ပြောခဲ့တယ်နော်ဟင်္ဒရာမှာစစ်သေးကြတဲ့ပုံနေ PDF တွေစိတ်ဝင်နေပြီလို့ပြောတယ်ပေါ့နော်မနေ့ကကျွန်တော်နေမြေသတင်းရပါတယ်နော်နေမြေသတင်းရဆိုလို့ရှိရင်ဟင်္ဒရာမှာနက်နက်တန်တွေပြစ်ခတ်တန်တွေကြားရတယ် PDF တွေစိုင်ကယ်9စီးနဲ့ဝင်လာတယ်ဝင်လာခါမှာတော့ဟင်္ဒရာမြို့ထဲမှာမဟုတ်ရွာမှာလို့ပြောတယ်ဗျရွာတွေကတော့စိတ်ဖြူကုန်းရွာနဲ့မှန်ကုန်းရွာပဲချမ်းပါတယ်အဲ့တော့တက်ကလည်းတိတိချင်းမှာပဲလိုက်ရှင်းနေတယ်နော်လိုက်ရှင်းနေတယ်အဲ့တော့မြို့သူမြို့သားတွေအားလုံးအနေနဲ့အကြမ်းဖက်မှုကိုအာမပေးပါနဲ့ကိုမျိုးကိုရောက်စစ်မဖော်ပါနဲ့နော်သတင်းဘယ်လိုခေါ်မလဲဆိုရှင်အကြမ်းဖက်သတင်းတွေပေါ့နော်အဲ့လိုမျိုးဆိုရှင်ငြိမ်းချမ်းမှုအတွက်ပူးပေါင်းဆောင်ရွက်ကြပါနော်အဲ့လိုမျိုးပဲကျွန်တော်ပြောချင်ပါတယ်ဘာကြောင့်လဲဆိုရှင်ဒီဟင်္ဒရာမြို့မှာစစ်မီးမတောက်ဖို့ကအရန်ကိုအရေးကြီးပါတယ်ခင်ဗျာနော်ဟုတ်ပြီအဲ့တော့ဟင်္ဒရာနဲ့ပတ်သက်လာကျွန်တော် ARV တိုင်းကိုစလိုက်သွားရအောင်ဗျာနော်ရေချီမာက344အမြောက်တက်ရှိတာဟုတ်နော်344အမြောက်တက်နဲ့မလာမကမ်းမှာကဗျူဟာရှိတယ်ရေချီ ARV တိုင်းရေချီမြို့နယ်အဲ့ဒါတွေကကျွန်တော်တို့ဒီရခိုင်ရိုးမနဲ့ရန်ကပ်ပြီးတော့ရခိုင်နဲ့တိတ်မလန်းမကမ်းမှာရှိတဲ့နေရာပေါ့ဗျာနော်အဲ့ဒီမှာအမြောက်တက်344ရှိပါတယ်အဲ့ဒီ344နဲ့ဗျူဟာရှိတယ်အဲ့344ကသူတို့ဘယ်တက်မဆိုမှထားပါသူတို့နားကိုကတ်မှာဆိုတဲ့အတွက်ကြောင့်မလို့ကာကင်းကိုအမြဲထုတ်ထားပါတယ်အဲ့တော့ကာကင်းထုတ်ထားတဲ့နေရာကဆိုလို့ရှိရင်တက်နဲ့ဆိုလို့ရှိရင်မရှိဘူးဆိုရင်9မိုင်6မိုင်လောက်အဝေးမှာထုတ်ထားတယ်ပေါ့နော်အဲ့တက်ကိုအဲ့ဒီကာကင်းကိုကြော်လို့ရမှသာလျှင်ကျွန်တော်တို့ဒီ344ကိုသူတို့တိုက်လို့ရမှာအဲ့တော့သူတို့ကအဲ့ကာကင်းကိုတော့မှသူတို့ကတ်လို့မရပါဘူး344ကိုသူတို့ရပါပြီလို့တိုက်နေပါပြီလို့ပြောနေတာအခုချိန်ထိကာကင်းသားတော့မှကတ်လို့မရတဲ့ချိန်ဖြစ်တယ်မနေ့ကတဲ့နော်အဲ့ဒီကာကင်းကိုတဲ့လာကတ်တယ်ည9နာရီလောက်မှလာကတ်တယ်တက်ကဘာနဲ့သွားကျဲလဲဆိုတော့ကြတော့ဝိုင်တွဲနဲ့သွားကျဲပါတယ်ဝိုင်တွဲကိုမီးလုံးမှမှိတ်သွားသေးတာမီးလုံးတော့ညင်နေရမှာဆိုသိမလားမီးလုံးတွေပါအကုန်လုံးပိတ်လိုက်တယ်ပိတ်ပြီးတော့မှအတန်ဝိုင်တွဲဆိုအတန်လုံနေကြသိလားအတန်လုံနေမီးလုံးပိတ်ထိရောက်တဲ့ထဲမှာဝိုင်တွဲပါတယ်အဲ့ဝိုင်တွဲအတန်လုံတော့မီးလုံးပိတ်ပြီးတော့သွားပြီးတော့ကျဲတယ်အကောင်းလေးကြာဆုံးများစွာနဲ့ကတ်လို့တော့မရသေးပါဘူးအခုချိန်ဒီ344နားကိုကတ်လို့မရဘူးအဲ့တော့ကြာဆုံးများစွာနဲ့ပြန်ဆုတ်သွားရတယ်ပေါ့ဗျာနော်အဲ့တော့ဒဝဲနဲ့ပတ်သက်ပြီးတော့နောက်မှကျွန်တော်ပြောမယ်နော်ဒဝဲနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြောစရာတွေတော့အများကြီးရှိတယ်တော့ပါတော့လည်းပဲအချိန်အကန့်အသတ်ရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီနေ့ဒူချုံပြောမှဆိုရင်ဗမောအေးစေးပါစစ်ကူတွေတောင်ရောက်သွားပါပြီနော်တက်ဖက်ကစစ်ကူတွေရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့စစ်ကူနေတော့ကဘာမှမရှိတော့ကတော့မှာပဲဗျာဗမောကရွရွချွန်ချွန်ပန်းပန်လေးရရှိနေတဲ့အချိန်တွေမှာအခုလိုမျိုးစစ်ကူတွေရောက်တယ်ပြစ်ကူတွေလည်းရောက်မယ်ဟုတ်လားဆိုလို့ရှိရင်တော့ဗမောဆိုတာနတ်ဆောင်တဲ့မြို့ပါနော်အဲ့တော့ဘာမှဖြစ်လာစရာမရှိဘူးလို့ပဲကျွန်တော်ပြောရမယ်နောက်တစ်ခုအနေနဲ့ကKIA ကလည်းအင်အားတွေဖြည့်ထားတယ်ဖားကန်ဘက်ကနေရင်း6ရင်းလောက်ကိုတခါတည်းဗမောဘက်ကိုဖြည့်လိုက်တာသူဖားကန်ဟိုမှာအနောက်မှာဖို့ရုပ်ဖျဲနဲ့တက်ကဝင်လုံးနေပြီနော်ကြားချောင်းရှိကိုချောင်းကမှပဲလေးဘက်ထောက်ပြီးကြားချောင်းနေတာအနောက်မှာတက်ရောက်တော့သူမသိဘူးဖြစ်နေနော်အဲ့ပုံစံမျိုးဖြစ်သွားပါတယ်အဲ့တော့ဒါကဗမောကော့ဂရိတ်တတိထားရမယ်နော်ကော့ဂရိတ်ရဲ့ကော့ဂရိတ်ကြောင်းလည်းကျွန်တော်ပြောခဲ့ပြီးသွားပါပြီမိုးညင်းကြောင်းလည်းကျွန်တော်ပြောခဲ့ပြီးသွားပါပြီနော်အဲ့တော့ဟင်္ဒရာမှာဖြစ်တဲ့ဒီပြစ်ခတ်မှုလေးရဲ့အကြောင်းလည်းကျွန်တော်ပြောပြီးသွားပါပြီအခုစဉ်တော့ရေကြီးပေါ့ရေကြီးမှာရေကြီး344ပေါ့344ပတ်ချမ်းမှာတိုက်ပွဲအခြေအနေလည်းကျွန်တော်ပြောပြီးသွားပါပြီเนาะအဲ့တော့အားလုံးတာယာအေးချမ်းကြပါစေစိတ်အေးထားပါဘာမှမဖြစ်ပါဘူးเนาะကျွန်တော်တို့အခုချိန်ထိလည်းနောက်ဆုံးရရှိတဲ့သတင်းရဆိုရင် ACC ပဲရှိနေပါတယ်เนาะဟိုဘယ်လောက်ထိရထားပါပြီလို့80ရာခိုင်နှုန်းရထားပါပြီလို့ခေတ်တို့ဘာလို့ပြောနေတာသူတို့ကပြောတယ်ရတာကအဲ့ဒီမျိုးပူကတ်နေတိုင်းရတယ်ပြောမယ်ဆိုရင်သူတို့ရတာကြားလာပြီပေါ့ဟုတ်တယ်မလားဒီလိုပဲနီးကက်ကချန်စီယိုနာကတ်လာလိုက်အလောင်းလေးတွေခြံခဲ့လိုက်ပြန်သွားလိုက်ချန်စီယိုနာကတ်လာလိုက်အလောင်းလေးတွေခြံခဲ့လိုက်ပြန်သွားလိုက်လုပ်နေတာကတော့ PDF KIA များရဲ့ကွန်တုံးများရဲ့ဘဝပါနော်အဲ့တော့ကြောက်လိုက်လေးချပြစေအောင်လိုက်တော့ဖြစ်တဲ့ဗီဒီယိုလေးချပြစေအောင်ကျေးဇူးများကြီးတင်ပါတယ်